ဒီတစ်ခေါက်မှာတော့ American Iran စစ်ပွဲရဲ့ပထမဆုံးတစ်လအင်အားကြီးနိုင်ငံတဲ့နိုင်ငံရဲ့တောစာအာဏာဘလို့တန်တက်ခံနေရတယ်လဲဆိုတာကိုအနိကလေ့လာကြည့်ကြရအောင်။ကဲဒီဇလန်ကိုစားဖို့အတွက် Donald Trump ရဲ့ဒီစကားတစ်ခုကအကောင်းဆုံးပါပဲ။အပြစ်အခက်ရစရဲ့တဘောတူညီချက်မြန်မြန်မရဘူးဆိုရင်အီရန်ရဲ့စွမ်းအင်အခြေခံအဆောက်အုံတွေကိုကျွန်တော်အပြစ်ရှင်းပစ်မယ်။ကြည့်ပါဦးဒီစကားတစ်ခွန်းတည်းနဲ့တင်ဒီပြိပခါကဘလောက်အထိပြင်းထန်နေပြီလဲဆိုတာရှင်းရှင်းလင်းလင်းမြင်တာနေပါတယ်။အချင်းက2026ခုနှစ်မှာလားစစ်ပွဲအတုတကူဟာအရှိအလဲ point data တစ်ခုတည်းကိုပဲစင်ခေါ်နေတာမဟုတ်တော့ပါဘူး။ဒါဟာကမ္ဘာအခြေစဉ်ကမ္ဘာလုံးဆိုင်ရာအစီအစဉ်တစ်ခုလုံးကိုစမ်းသပ်နေတဲ့စစ်ပွဲတစ်ခုဖြစ်လာခဲ့ပါတယ်။ American ရဲ့ကမ္ဘာအင်အားကြီးနိုင်မြန်ဆိုတဲ့ဂုံဖုတ်ကိုထောက်မှတ်ထားတဲ့မန်တိုင်ကြီး၃ခုရှိပါတယ်။အဲ့ဒီထက်ကပထမဆုံးတစ်ခုကတော့ပြိုင်ဖက်ကင်းစစ်အင်အားပါပဲ။ဒါပေမဲ့အဲ့ဒီအင်အားကြီးကအခုဘလို့စင်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရတယ်လဲကြည့်ကြည့်အောင်။ဒီစင်ခေါ်မှုကိုနားလည်ဖို့အထူးကကြားတဲ့စကားလုံးတစ်ခုကိုတည်ထားဖို့လိုပါတယ်။အဲ့ဒါကတော့အင်အားမျှတာတဲ့စစ်စင်ရေး asymmetric warfare ပါပဲ။ဒါကဘာကိုဆိုလို့လဲဆိုတော့အင်အားနည်းတဲ့ဘက်ကနေအင်အားကြီးပြီးနီးပညာမြင့်တဲ့စစ်တပ်ကိုတံပြန်တိုက်ခိုက်ဖို့အတွက်ကုန်ကြစိတ်နေတဲ့ drone တွေတုံးကြီးအုပ်စုလိုက်ပြလွတ်ကြတယ်လို့ပုံမှန်မဟုတ်တဲ့နီလန်တွေကိုထုံးနေစေပြရတယ်မျိုးပါပဲ။ American ရဲ့အစစ်မြေနေပြည်တော်တုံးစစ်ကွဲဟာလက်တွေ့မှာတော့ကုန်ကြစိတ်နဲ့နေပြူဟာတွေရဲ့အောက်မှာအတော်လေးအချိနာနေပါလေ။ဟုတ်ပါတယ်F-35 တွေကပြန်တန်းနေတဲ့ super computer တွေလို့ Iran drone တွေကိုဟန်တာနိုင်ခဲ့တယ်။ဒါပေမဲ့တစ်ဖက်မှာလည်း American လန်တင်တင်မအုပ်စုတွေပါရှန်ပယ်လက်ခွဲသေးဝင်လို့မရအောင်ကိုပိတ်ဆို့ခံထားရတယ်။ American စစ်စခန်းတရားကျော်တိုက်ခိုက်ခံရပြီးအရေးကြီးတဲ့ရေဒါစစ်တွေပျက်စီးသွားတယ်။အရှင်တွေကဘယ်လောက်ဆိုးလဲဆိုရင်စစ်သားတွေကိုဟိုတယ်ထဲမှာပြန်ထားပြီးအဝေးကနေစစ်တိုက်နေရတဲ့အထိပါပဲ။အဆိုးဆုံးကတော့တစီးကိုဒေါ်လာတန်း900တန်းနဲ့ E3 Century ကင်းတော်လျင်3စင်းမြေပြင်ပေါ်မှာတင်ပျက်စီးသွားတာပါပဲ။ကဲဒုတိယမန်တိုင်ကိုဆက်သွားကြည့်အောင်။အဲ့ဒါကတော့ကမ္ဘာစီးပွားရေးမှာလွန်မိုးချတဲ့ American Dollar ရဲ့အစွမ်းပါပဲ။ဒီဒေါ်လာရဲ့လွှမ်းမိုးမှုကိုနားလည်ဖို့ရေနံဒေါ်လာစနစ်ဆိုတာကိုအရင်သိဖို့လိုပါတယ်။လွန်ခဲ့တဲ့20လောက်ကတည်းကအထူးကရေနံထိုးလုပ်တဲ့နိုင်တွေကသူတို့ရဲ့ရေနံကို American Dollar နဲ့ပဲတီးတန့်ရောင်းချမယ်လို့သဘောတူထားကြတာပါ။အဲ့ဒီအချက်ကပဲဒေါ်လာကိုကမ္ဘာရန်ငွေကြေးဖြစ်ခိုင်ခိုင်မာမာရပ်တည်စေခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အခုတော့အဲ့ဒီအုံမြကြီးဟာစပြီးတုံးခလာပါပြီ။ရုရှားနဲ့တရုတ်တို့ကဒဏ်ခတ်ပိတ်ဆို့မှုတွေကိုရှောင်ဖို့အတွက်ရေနံရောင်းဝယ်ရေးမှာယွမ်နဲ့ရူဘယ်ကိုပို့ပြီးတုံးလာကြတယ်။အီရန်ကလည်းဟော်မိုဇေလက်ကြောက်ကိုဖျက်တမ်းရင်အကောက်ခွန်ကိုတရုတ်ယွမ်နဲ့ပေးချေဖို့တောင်းဆိုလာပါတယ်။အခြေအနေကဘယ်လောက်ထိလဲဆိုတော့အမေရိကန်ကိုယ်တိုင်ကဈေးကွက်တင်းငယ်ရေးအတွက်ရုရှားရေနံအပေါ်ချမှတ်ထားတဲ့တန်ခတ်ပိတ်ဆို့မှုတွေကိုမလဲမရှောင်တာရှော့ပေးထရတဲ့အထိပါပဲ။ Wall Street ရဲ့ယင်းနှိမ့်မြင့်နှုံသူကြီးတအုပ်ထိတဲ့ Ray Dalio အတောင်းတီလို့ပြောခဲ့ပါတယ်။ Hormuz ကိုဘယ်သူထိန်းချုပ်နိုင်တယ်လဲဆိုတဲ့အပေါ်မှာ American ရဲ့တောစာလွှမ်းမိုးမှုနဲ့ဒေါ်လာရဲ့အနာဂတ်ကမူတည်နေတဲ့ဒါဟာအရေးပါတဲ့ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုကိုလက်လွတ်ရခြင်းရဲ့အန္တရာယ်ကိုမိမောင်းထုတ်ပြနေတာပါပဲ။နောက်ဆုံးတဲ့တတိယမန်တိုင်ဒါကတော့ American ဥဆောင်တဲ့နိုင်ငံတကာစံနှုန်းတွေဥပဒေတွေနဲ့မဟာမိတ်ဖွဲ့မှုတွေအပေါ်အခြေခံထားတဲ့ liberal ကမ္ဘာအစီအစဉ်ပဲဖြစ်ပါတယ်။ဒါပေမဲ့ American ရဲ့မကြားသေးခင်ကလောကရတွေကသူကိုယ်တိုင်ထူထောင်ခဲ့တဲ့နိုင်ငံတကာစံနှုန်းတွေကိုပြန်ပြီးတိုက်စားနေတယ်လို့ပါပဲ။ Trump ဆိုရရဲ့အနောက်ကမ္ဘာချန်ပထမဆိုတဲ့မူဝါဒကန်လီလန်ကန်နာဒါနဲ့ပနာမာတူးမြောင်ကိုတင်ပိုက်ဖို့တောင်းဆိုတာမျိုးတွေဗီနီဇွဲလားတမရာကိုပြန်ပေးဆွဲတဲ့အထိလှုပ်ဆောင်လာတာတွေပြီးတော့အရေးကြီးဆုံးကညင်နိုင်နေတော့မှပဲအီရန်ကိုအလုံးစုံတိုက်ခိုက်ခဲ့တာတွေဟာအင်နာတုံပြီးပြိပခါမဖြစ်ရှင်းရဖို့ဆိုတဲ့စံနှုန်းတွေကိုလုံးဝမျက်ကွယ်ပြူတာရောက်ခဲ့ပါပြီ။ဒီတော့တန်တမန်ရေးရမှာကိုပြီးလို့အရှင်ကြီးရှိလဲကြိလိုက်တာနဲ့ကိုသိတာပါတယ်။နဖယ်ရဲ့တောင်းဆိုချက်တွေကလုံးဝကိုကတ်တရလမ်းနဲ့ဖုံလန်းလောက်ခွာနေတယ်။ American ဘက်ကယူရေနီယမ်တန်စင်တာတွေအကုန်ရလက်အောက်ခံဖွဲ့တွေကိုထောက်ပံ့တာတွေရပ်ဖို့တောင်းဆိုတယ်။ Ian ဘက်ကကျတော့လွတ်ကြံတပ်ဖြတ်မှုတွေရပ်ပေးပြီးတော့စစ်လျော်ကြေးပါတောင်းနေတာဆိုတော့ညီနိုင်ပလို့ရမယ့်အခွင့်အလမ်းကလုံးဝမရှိတဲ့လောက်ပါပဲဒါဟာတန်တမာရေးရာစံနှုန်းတွေပြိုလဲသွားပြီဆိုတာကိုပြနေတာပဲပေါ့ဟုတ်ပြီအခုနကပြောခဲ့တဲ့ဒေါ်စာအာနာမှာနိုင်နေတဲ့ပြဿနာတွေကနေကဘာတော်ဘာမှာလက်တွေ့ကြကြဘလို့စီးသွားရေးခရက်ရဲခတ်မှုတွေထည့်လာတယ်ဆိုတာကိုစက်ကြည့်ကြပါစို့ဥရောပမှာတော့အချို့တန်ရောက်မှုကချက်ချင်းပါပဲတဘာဝတန်ငွေကျွေးနှုံးတွေဟာ60%အထိကိုထိုးတက်သွားပြီကြီးမားရဲ့စွမ်းရည်အကြတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်အာရှဘက်မှာလည်းအလားတူပါပဲအိန္ဒိယလိုအဓိကစီးပွားရေးနိုင်ငံကြီးတို့ကိုအရှေ့အလယ်ပိုင်းကိုတင်ပို့နေတဲ့အသားနဲ့တေချန်ပုတ်ကုန်တွေရဲ့80%ဟာရပ်တန့်သွားပြီးထောက်ပံ့ရေးကွင်းဆက်တစ်ခုလုံးကိုထိခိုက်စေခဲ့ပါတယ်ဒါပေမဲ့အထိခိုက်ဆုံးကတော့ကမ္ဘာအကျိုးတော်အာဖရိကနိုင်ငံတွေပါပဲအခြေခံစားတုပ်ကုန်ဈေးနှုန်းတွေဟာ100%ကျော်အထိခုန်တက်သွားပြီးတန်းနဲ့ကြီးတဲ့လူတွေအတွက်လူသားချင်းစာနာမှုဆိုင်ရာအကြက်တဲတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်ဖွံ့ဖြိုးပြီးရောဖွံ့ဖြိုးဆဲနိုင်ငံတွေပါအကုန်လုံးဒီတန်းကိုခံနေရပါတယ်ဂျပန်ကနိုင်ငံတော်အရန်ရေနံတွေကိုစတင်ထုတ်သုံးနေရပြီပါကစ္စတန်နဲ့ဘင်္ဂလားဒေ့ရှ်တို့ကလောင်စာဆီချွေးတာဖို့အလုပ်လုပ်ရက်ကိုတပတ်4ရက်အထိရှော့ချပေးရတယ်ဂျာမနီမှာစွမ်းအင်ကုမ္ပဏီတွေရဲ့အမျက်အဆုံးတွေအဖို့အခွန်တိုးကောက်ဖို့ဆွေးနွေးနေတယ်လို့ဖိလစ်ပိုင်မှာတော့နိုင်ငံလုံးဆိုင်ရာစွမ်းအင်အရေးပေါ်အခြေအနေတောင်ကြီးညာခဲ့ရပါတယ်ဒီနေရာမှာအင်အားကြီးနိုင်ငံတစ်နိုင်ငံရဲ့ထူးဆန်းတဲ့ဝီရိုဒီတစ်ခုကိုတွေ့လာရပါတယ်
ပြည်ပမှာကြီးမားတဲ့အင်အားကိုပြသနေချိန်မှာပြည်တွင်းမှာတော့ရိုးရိုးမှုတွေရက်တက်မှုတွေနဲ့ရင်ဆိုင်နေရတာပါ ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာနဟာဘတ်ဂျက်ပြဿနာကြောင့်လုပ်ငန်းတွေရပ်ဆိုင်းထားရပြီးလေဆိပ်လုံခြုံရေးဝန်ထမ်းတွေဟာလားစာမရဘဲအလုပ်လုပ်နေကြရပါတယ် ဒီဝီယော်ဒီရဲ့ကျိုးဆက်တွေကတော့ရှင်းပါတယ်ဝန်ထမ်းမလုံလောက်မှုကြောင့်လက်ရှိလုံခြုံရေးတန်းစီမှုတွေဟာရက်တန့်လို့နှီးပါဖြစ်နေတယ်အစိုးရဝန်ထမ်းတွေဟာမိသားစုဇာဝန်တွေရဲ့အတွက်စားနပ်ရိက္ခာပန်တွေကိုအားကိုးနေရတယ်အစိုးရကဘီလီယံပေါင်းများစွာတန်တဲ့စစ်ပွဲတစ်ခုကိုငွေကြေးထောက်ပံ့နေချိန်မှာဘီလီယံဘတ်ဂျက်ကိစ္စတွေမှာတော့လုံးဝအကျပ်အတဲတွင်းနေတာပါ လေးစားခံရတဲ့စစ်ခေါင်းဆောင်တို့ဖြစ်တဲ့အမေရိကန်ကာကွယ်ရေးဝန်ကြီးအောင် James Mattis ရဲ့ဒီစကားကအမေရိကန်ဂျုံတွေ့နေရတဲ့မဟာဗျူဟာအကျပ်အတဲကိုအကောင်းဆုံးအချင်းချုပ်ပြလိုက်တာပါပဲကျွန်တော်တို့ခက်ခဲတဲ့ဂျင်းဒီတစ်ခုမှရောက်နေပါတယ်ရွေးချယ်စရာလမ်းတွေအများကြီးမမြင်မိဘူး ဆိုတော့နောက်ဆုံးမရမယ့်မိခုံကတာပါပဲကမ္ဘာအင်အားကြီးနိုင်ငံတစ်နိုင်ငံကိုထောက်တိုင်လုပ်ပေးထားတဲ့ဒီမန်တိုင်းကြီးတွေစပြီးအကွဲလာတဲ့အခါဘာတွေဆက်ဖြစ်လာမလဲဒါကတော့ကျွန်တော်တို့အားလုံးအပြေရှာရမယ့်မိခုံတစ်ခုဖြစ်လာပါပြီ